အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ Horror Story KD Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စိတ်ဝင်စားဖွယ်ဝတ္ထုတို့များကိုအစင်မပြတ်တင်ဆက်ပေးနေတဲ့ခွန်သားပဲဖြစ်ပါတယ်ယခုတခါတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့စာရေးဆရာဧကမင်းရဲ့တက်စီမှတ်ကြီးရဲ့ဆိုင်မိုးကဖွေးဖွေးလေးရွာကနေတေကြီးမဲကြီးရွာချလာခဲ့ပြီတကုံအရှိပိုင်းမှာကျန်စစ်သားလမ်းအတိုင်းတောင်တကုံ80ရက်ကွက်ထဲကိုအိမ်မြောင်းပစ္စည်းများတည်ဆောင်လာတဲ့တိုင်းနာ14ပေကားတစ်စီးတရွေ့ရွေ့မောင်းလာခဲ့တယ်အိမ်မြောင်းပစ္စည်းများဖြစ်တဲ့အတွက်ကားဝင်မပြီးတော့လဲကျိုးနိုင်ပဲ့နိုင်ကွဲနိုင်တဲ့ပစ္စည်းများပါလာတော့ကြောင့်ကားကိုခက်မှန်မှန်လေးကမောင်းခဲ့ရခြင်းဖြစ်တယ်ကြောက်လန်းလွန်ကလေးကလမ်းကမကောင်းဟဲ့အောင်ခန့်မင်းကမြောက်တကုံထဲမှာအိမ်မရှာပဲဘယ်လိုဖြစ်ပြီးတောင်တကုံမှာအိမ်တော်ငှားနေရတာလဲငှားမယ်စီစဉ်တာပဲဈေးလေးတက်တာလေလောင်ချင်းနဲ့နေရမယ်ဆိုပြီးငှားလိုက်တာငှားအမှငှားလိုက်တဲ့အိမ်မိုင်ရှင်နဲ့ရင်းနှီးတယ်ဆိုပြီးငှားထားတာဒါနဲ့မင်းအဲ့ဒီအိမ်အောင်တွားကြည့်ပြီးပြီလားအေးမနေ့ကအိမ်တွားကြည့်ပြီးတန်ရှင်းထားခဲ့တာအိမ်ကတော့မစိုးပါဘူးလမ်းတော့အိမ်ပဲလူနေရက်ကွက်ကတော့ခက်ကြဲကြဲပဲငါတို့နေမယ်အိမ်ဘေးကနှက်ချမ်းဆိုလူမနေရသေးဘူးကွက်လက်အတိုင်းပဲခုငါတို့ငှားတဲ့အိမ်ရဲ့ပိုင်ရှင်ကတားမွေးမှနေတာကွာသူကအိမ်ဆောက်ပြီးလူငှားထားတာငါတို့ရှိရငှားနေရလူတွေဆိုပြောင်းတော့တာတလပဲကြာသေးရဲ့ပြီးတော့အဲ့ဒီမိသားစုကအိမ်ဆောက်ပြီးကလေးကငှားနေတာ6နှစ်လောက်ရှိပြီလို့ပြောတာပဲဒါနဲ့ဘာကြောင့်ပြောင်းတော့တာလဲလိုင်တာနဲ့ရွှေပြည်သားမှာသူတို့မိသားစုတွေအလုပ်ရတော့လို့လိုင်တာကိုပြောင်းတော့ရလို့ပြောတာပဲဟေ့ကားကိုကြည့်မှမောင်းညွန့်ရက်ကောက်တွေဝင်လာပြီဒီလောက်တော့ကျွမ်းပါတယ်အောင်ခိုင်းရကာနာမှာပစ္စည်းများကိုဝိုင်းဝန်းတေချပေးမယ်အောင်ခက်တငယ်ချင်းတယောက်လည်းပါလာတယ်မောင်ညွန့်ကလည်းအောင်ခက်တငယ်ချင်းဖြစ်တယ်ဒါကြောင့်အိမ်ပြောင်းရွှေ့ရင်သူ့ရဲ့ကိုယ်ပိုင်ကားနဲ့ကိုကြီးလိုက်ပို့ပေးခြင်းဖြစ်တယ်မင်းတို့အမေနဲ့အဖေရလဲကွာတခါတည်းပြောင်းလိုက်တာမဟုတ်ဘူးနောက်တစ်ပတ်နေအောင်မဟုတ်လားငါကဒီနေ့ပဲအားတာကွာဟိုမှာကြံခဲ့တဲ့ပစ္စည်းတွေတခါတည်းတည်လိုက်ပြီးရောမဖြစ်ဘူးငါကောင်ကြီးငါ့ကိုစိတ်မချလို့တခါတည်းအကုန်မတဲတာအမေတို့ပြောင်းနေနေကြမှာဒိုင်နာတစီထက်ငားလိုက်မယ်ကွာနေပါအောင်ကွာငါမော်လမြိုင်ကစောစောပြင်ရအောင်ငါတည်ပြီးမယ်စောင့်နိုင်စောင့်နေတော့ပါပြီကွာမစောင့်တော့ပါမင်းကဟိုမှာ10ရက်လောက်ကြာအောင်မှဆိုတော့ကျန်တဲ့ပစ္စည်းတွေကားငါပြီးတဲလိုက်တော့မယ်ဟိုမှာတင်ထားတဲ့သဘောကလည်းတဝက်ပြန်ပေးရသေးတယ်လာမယ့်ဘက်မှာကျန်တဲ့ပတ်စံပြန်ရမှာဒါဆိုဒီအိမ်မှာမင်းနဲ့မင်းကြီးနဲ့ကြော်သိန်းနဲ့နေကြမှာပေါ့ဟဟလားဟုတ်တယ်မင်းမော်လမြိုင်တော့ဖို့3ရက်လိုသေးတယ်မလားငါ့အိမ်မှာလာနေလေညဘက်အမှုဆွဲရတာပေါ့ငါကောင်းမွန်ကလေးကအရက်ကဖြတ်လိုက်ပြီးကွင်းရပဲစားတော့တာခီးမထွက်ခင်ကောင်းအောက်ပိုင်းလည်းကန်ရအောင်မှာဒါဆိုလည်းမခေါ်တော့ပါဘူးကွာကြော်သိန်းနဲ့ပဲအဖော်လောက်ရတော့မှာပေါ့နှစ်ယောက်ထက်ဆိုပြင်းစရာကောင်းတယ်ကွာပြောရင်းဆိုရင်80ရက်ွက်ထဲကိုရောက်လာခဲ့တယ်ရက်ွက်ထဲတော့ဝင်ပြီငါကောဒါပေမဲ့ရက်ွက်ဆုံးတဲ့ဒီမောင်းငါတို့ငှားထားတဲ့အိမ်က69ရက်ကွက်နဲ့လက်မဲ့ချတာ39ဘတ်စကားကိန်းနဲ့နီးလာတက်တိုင်း900လောက်ပဲဝေးမယ်ဒါဆိုမင်းနေတဲ့ရက်ကွက်ကကြီးစုနဲ့နီးလေးပါလားကွာကြီးစုမရောက်ဘူးလားငါတော့ကြားလာကြပြီမရောက်ဘူးသေးဘူးငါကားမောင်းနေတာလေနိုင်ကိစ္စနဲ့ကားငါလုံး9ခေါက်လောက်ရှိပြီရောက်နေတာပြီးခဲ့တဲ့နေ့နာဂီကစပြီးငါကားနဲ့လိုက်ပို့ပူတာပဲနာဂီတုံးကကန်ကောင်းလို့မတည်တာငါကောင်ကြီးငါတို့ငှားနေတဲ့အိမ်ရဲ့ခြေမှာတရက်ပြတပင်ရှိတယ်ကွာနာဂီမုံလိုက်ကြတော့လေးတယ်မခံနိုင်မအိမ်မော်လဲကြလာတာတရက်ပင်ကဝုံဝင်နဲ့လေးကြတာမဟုတ်ဘူးကွာတဖြည်းဖြည်းနဲ့ဣစင်လာတာနောက်ဘက်မြို့ချမ်းပေါ်တစ်ပင်ကပြီးတာကွာဒီကိုင်းကငါအိတ်တဲ့ပေးတရောင်လောက်ပဲကွာထိုးကြလာတာကန်တီလို့မတည်တာမင်းတို့အင်ညာတွေရောဘာမှမသိခဲ့ဘူးလားအားလုံးကအိမ်ရှိဘက်မှာအိတ်တာကွာငါကမိဖို့ပဲမှာအလောက်ခန်းဖွင့်ပြီးအဲ့ဒီမှာပဲအိတ်တာခုငါတို့အစ်ငှားရတဲ့ခြံမှာလည်းတရက်ပင်25ပင်လောက်ရှိတယ်တဲ့နားကမှာ15ပင်လောက်လဲသွားတာအခု9ပင်ပဲကျန်တော့တယ်အိမ်ရှင်ကပြောတယ်ဟေ့ဟိုးရှိလမ်းနဲ့ဝင်ရမှာလမ်းထဲမှာလိုင်းကားတွေရက်ထားလို့လမ်းကပြတ်တလို့ဖြစ်နေပြီတတိထားပြီးမောင်း39ဘတ်စကားကိန်းမှာကာကြီး9စီးလမ်းနဲ့ဝင်ပြီးရက်ထားတဲ့ပြင်ကျိုက်ခွက်များကိုတတိထားပြီးမောင်းနေရတယ်ကျိုက်ခွက်တွေကရေတင်နေတာကြောင့်နှက်လာတိန်လာမတိတဲ့ပြင်ဘိန်းလေးယုံတာမောင်းနေရတယ်မကြခင်မှာပဲ
အောင်ခန့်တို့ငှားနေတဲ့အိမ်ကိုရောက်လာခဲ့တယ်ချမ်းကပေ30အရှိကပေ60ရှိတယ်ဘေးမှာရက်ွက်တဲ့ဝင်နဲ့လမ်းလေးရှိတယ်တောင်းရင်ဖြစ်တာကြောင့်နေလို့ထိုင်လို့တော့ကောင်းမဲ့ပုံပဲလမ်းကခေါင်းရင်းဘက်မှာဖြစ်တယ်လမ်းတစ်ဖက်မှာတော့လုံနေတဲ့အိမ်များလည်းရှိတယ်ချင်းရဲ့ချီမှာလုံမနေတဲ့ချင်းလုံးနှစ်ကွက်ရှိတယ်ထုံနှစ်ကွက်လုံးမှာသာလုံနေတဲ့အိမ်များရှိတယ်ကားရလိုက်တာနဲ့အောင်ခန့်ကစင်ပြီးအိမ်တကတော့ဖွင့်တယ်မောင်ညွန့်ကြော်သိန်းနဲ့အိမ်မောင်တို့ကကားပေါ်ကပစ္စည်းများကိုတဲချပြီးအိမ်မောင်ကိုတဲတင်နေကြတယ်နိုင်ဘက်ကန်အတွင်းမှာပဲဒိုင်နာကားရစီသာအိမ်နောက်ပြီးဘောကနဲ့မိဖို့ကြောင့်ပစ္စည်းများအိမ်ပေါ်အားလုံးရောက်ကုန်တယ်သမင်းဆိုင်ရပြင်တော့မောင်ညွန့်နဲ့အိမ်မောင်တို့ကမစားဘူးဆိုတာဒါဆိုလေနောက်မှတင့်တော်တဲ့နေရာချတော့မယ်ကွာဟဲ့မောင်ညွန့်လက်ဖိတောက်မလားဒါမှမဟုတ်ဘီယာတောက်မလားငါလမ်းမှာမင်းကိုပြောလာရလေကွာအော်အေးတီးပြီဒါဆိုလက်ဖိဆိုင်ကောင်းရှာပြီးထိုင်ကြမယ်ကွာဈေးကြီးနားသွားကြမလားဟာမဝေးဘူးလားအပြန်ငါလည်းမပူဘူးနော်လိုင်းကားစီးပြီးပြန်လာမှာပေါ့ဒါဆိုလိုက်ခဲ့ကြဟေ့အောင်အိမ်မမင်းကငါနဲ့တခါလေးပြန်လိုက်မှာမလားဟုတ်တယ်အောင်ခန့်နဲ့ကြော်တင်ကညမှာကြိုက်တယ်လို့တောက်တော့ကွာအခုလက်ဖိပဲလိုက်တိုက်ဒါနဲ့တနေ့ချင်းလေးအောင်မောင်ညွန့်ကန်းအောင်လိုက်ခဲ့က87ဈေးကြီးရှိကလက်ဖိဆိုင်မှာထိုင်တော့ရင်တနာရီခန့်အချိန်ဖြုံးလိုက်ကြတယ်မောင်ညွန့်နဲ့အိမ်မောင်တို့ကားပေါ်တက်ပြီးထွက်သွားတာနဲ့အောင်ခန့်ကလက်ဖိဘူရှင်းက39ဘတ်စကားကြီးနဲ့ဂိတ်ဆုံးနဲ့လိုက်ပါခဲ့ကြတယ်ညနေ9နာရီမှစပြီးမိုးကတဲကြီးမဲကြီးရွာချနေတော့တာပဲအောင်ခန့်ဤအောက်ညီလေရောက်မလာတော့ကဲငါညီလေလာတော့မှမထင်ဘူးကွာတို့အရင်နှစ်ပလင်းတော့ဝင်မယ်အရင်နှစ်ပလင်းဆိုအတော်ပဲကွာမကုံတော့နောက်နေ့ညတော့ဖို့ခြံထားတာပေါ့ကွာဟေ့မင်းနေကငါပဲတော့ဝယ်လိုက်မယ်အေးအမီးလို့ဖို့လည်းကြည့်ပြီးဝယ်ခဲ့အောင်တော့အောင်ခန့်ထီဆောင်ပြီးအိမ်မော်ကဆင်းသွားတယ်အရေရောင်းတဲ့ဆိုင်လိုက်ရှာလိုက်ရတာကွာဈေးနာကိုရောက်ရောပဲအာလူကျော်မြေပဲကျော်နဲ့ဆေးဘောလေးပဲပါတယ်မင်းတို့အမေချက်ပေးလိုက်တဲ့ဟင်းတွေကြံနေတာပဲအဲ့ဒါအမီးလောက်ကြတာပေါ့ကွာမင်းသမီးမစားတော့ဘူးလားသမီးမစားသေးဘူးလေကွာငါတော့မစားတော့အရက်တော့ရင်အမီးဆိုင်နဲ့ဗိုက်ပြေးတာအကျင့်ပါနေပြီညဘက်အရက်တော့ရင်သမီးမစားဘူးကွာဒါတော့ပါကွာအစာအိမ်ယောဂါလည်းဖြစ်ကုန်မှာပေါ့ဝင်းတလောက်စားဖို့ကွာစက်သားဟင်းရောဝက်သားဟင်းပါတော်တော်များများကြံသေးတယ်မစားတော့ပါကွာလက်ဖိဆိုင်ကပြန်လာပြီးခဏနားပြီးနိလေစာစားတာအစာတော့မကြည့်ချင်သေးဘူးဒါဆိုတောက်ကြရမလားတောက်မယ်ဆိုရင်ကအဝတ်တွေလဲပြီးပြင်လိုက်တော့မယ်ကွာအောင်ခန့်ကအဝတ်ရည်စုံများကိုလဲပြီးထမင်းစားစပွဲကိုချကအရက်ပလင်းနဲ့အမီးတို့များကိုချပေးတယ်ဟဲ့အာလူကျော်နဲ့မြေပဲကျော်အိတ်တွေကိုဖောက်ထားလိုက်ငါပကံနဲ့တွားယူလိုက်အောင်မယ်အောင်ခန့်ကထမင်းပကံများကိုယူရန်မိဖို့ခိုင်းတဲ့ကိုထသွားတော့တယ်ဟာဟေ့အောင်ကျော်သိလာပါအောင်ကွာဘာဖြစ်တော့လန့်လိုက်တော့ကွာဝတ်သားချက်တော့ဟင်းဦးထဲမှာတပတ်မှမရှိတော့ဘူးကွာငါတို့စားပြီးတော့ဟင်းတစ်မျိုးကိုတပတ်ကန်စားလောက်ကြံသေးတယ်မဟုတ်လားခွေးလည်းမတက်ပါဘူးကွာဟေ့အောင်မင်းအရက်တော့ဝယ်နေတော့ငါစားလိုက်တယ်လို့မထင်နဲ့နော်ဟာထင်စီရလားကွာမင်းတယောက်တည်းစားလို့ဘလို့ကောင်းပါလဲဒါဆိုကြောင်လည်းမရှိဘူးခွေးလည်းမတက်ဘူးဖြစ်နိုင်တာတစ်ခုပဲရှိတယ်ဘာဖြစ်နိုင်တော့ကြော်သိတရေတက်စားကြတာဖြစ်မယ်ထင်တယ်ဟုတ်ပါမလားကွာမင်းတယောက်လုံးကြံခဲ့တာဥဒံခောက်တယ်မကြောက်ဘူးလားမကြောက်ဘူးတရေကအတန်မထွက်အောင်ဖွင့်ပြီးစားတော့တာနေမှာပေါ့တို့မြန်လာချောင်းမလားမသိဘူးကွာလာကွာပကံတစ်ချက်တည်းယူခဲ့အာလူကျော်နှစ်ထုံးနဲ့မြေပဲကျော်နှစ်ထုံးဆိုအမြည်လို့ရတာပဲဒါနဲ့နေရောက်တာအင်ရှိထွက်ပြီးအရက်ထိုင်တော့ကြတော့တယ်အရက်တော့နေပြီမဲ့တရေဘဲကထွက်လာမျိုးတော့စိုးရင်စိတ်ကရှေ့မလုံးနောက်မလုံးဖြစ်နေကြတယ်ဟင်းအောင်ကြောသေးမင်းကောင်အငြိမနေပါလားမင်းတို့အိမ်မှာတရေရှိနေတာတီးလို့ကြောမလုံးဖြစ်နေတာပေါ့ဒီညအိပ်ရမှာတော့ခက်လက်လန့်ပဲကွာအခုချိန်ကြီးဘာတမ်းမှမကြမှာတော့ဒီအိမ်မှာမရှိလို့ပေါ့ကွာဟင်းနေရလို့အပြင်ကလာပြီးစားတော့တာဖြစ်နိုင်တယ်ဟဲ့နောက်ညတယ်ငါလာမအိပ်တော့အေးမောင်ဖြစ်ဖြစ်ကန်းလာဖြစ်ဖြစ်ခေါ်အိငါကတော့မင်းလောက်မကြောက်ဘူးဘယ်သူမှခေါ်မရလဲငါတယောက်တည်းပဲအိမ်မယ်
ငါညီကိုခေါ်လို့ရငါညီနဲ့ပဲအိမ်မယ်ကွာရှင်းနိုင်ခံတော့မိုးကဖွဖွလေးတာကြတော့တယ်အရက်တပလင်မကုံသေးတော့လဲအမီအားလုံးကုံသွားပြီငါတမိရှာပြီးအမီလို့လို့ရတာရှာဝယ်လိုက်အောင်မယ်မင်းနေရတယ်မဟုတ်လားအိမ်ပေါ်မှာစားစီအညီဟောက်လည်းမရှိတော့ဘူးဆိုတော့နေရပါတယ်မင်းဟိုနားဒီနားပဲရှာကြည့်နော်ဝိမဲ့ထွင်မတွားနဲ့ပြန်လာခဲ့အမီရှာမရရင်ခဏနေအိတ်ကြမယ်ကွာငါအရင်အိမ်မှာ17နိုင်မကြုံမချင်းအိတ်တာမဟုတ်ဘူးကွာအမီရအောင်ရှာဝယ်ခဲ့မယ်စစ်လေးလေကုံတော့မယ်မရရအောင်ရှာဝယ်ခဲ့မယ်မင်းတကားတာစိတ်တာအောင်ခန့်ကတမီယူပြီးတကားဖွင့်ကအင်းရှိကထွက်သွားတော့တယ်ဟာဟေ့ခေါင်းရင်ပဲလမ်းတော့ကချမ်းစာမှာဈေးဆိုင်တစ်ဆိုင်ရှိတယ်ကွာဆိုင်မပိတ်သေးဘူးကွန်းဆိုင်ဖြစ်မယ်ဟာကောင်းတာပေါ့ကွာဒါဆိုအမီးလို့လို့ရမယ့်ဟာလားရှာဝယ်ခဲ့ဆိုင်နီးနီးနားရှိတော့အဆင်ပြေတာပေါ့ကွာအောင်ခန့်အိမ်မောကဆင်းတော့တပြေကျော်သိန်းကတကားပြန်စီပြီးလက်ကျန်အရက်ခွက်များကိုထိုင်တော့နေလိုက်တယ်အောင်ခန့်လည်းနေကင်းကအင်ရှိကားရပြီးပစ္စည်းများတင်ချနေတဲ့ဖြင့်လမ်းတော်ကဆန်ရှိနေသည်ကိုမမြင်ခဲ့ဘူးအမတ်တမဲနဲ့တတိမထားမိခဲ့ရတာဖြစ်နိုင်တာပဲဝယ်စရာကိစ္စလည်းမပေါ်ခဲ့တာကြောင့်ဆိုင်တဲ့ဆိုင်တော့မိမိငားထားတဲ့ခြံနဲ့လမ်းအကျော်ခြံတော်မှာရှိနေတာကိုမမြင်မိခြင်းလည်းဖြစ်နိုင်တယ်ယခုကဲတော့ကွန်းရဆိုင်အိမ်နီးနားမှာရှိနေတာဆိုတော့ကြောင့်အသေးအမောဝယ်စရာကိစ္စရှိလေအဝေးသွားစရာမလိုမိကြီးဖျောင်းနိုင်စိတ်လိဆိုတာကမကြာခဏဝယ်ကုန်များဖြစ်တယ်ကွန်းရဆိုင်များမှာအလွယ်တကူဝယ်လို့ရတယ်မဟုတ်လားကျင်းနေတဲ့စိတ်နဲ့ကွန်းရဆိုင်တော့ရောက်သွားတယ်ဆိုင်ထဲမှာအသက်30ခန့်အမျိုးသားတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်ကွန်းရဆိုင်မှာမုံမျိုးစုံထိဆွဲထားတာကိုတွေ့ရတဲ့ပြည့်လိုချင်တာကိုရွေးရှာလိုက်တယ်အာလူကျော်တောင်ကြီးပဲကျော်နဲ့ဇီးတုံးနှစ်ထုပ်ကိုဝယ်လိုက်တယ်စီပေါ်လေးဂျိုတင်းရှိလားကိုကြီးကုံသွားပြီဒါဆိုဘယ်စိလေးရမလဲစလေးကုံနေပြီ secret ရှိလားကုံပြီစီလီမန်နဲ့များဘာမှမရတော့ကွန်းရမစားတဲ့ပြကွန်းရမဝဲခဲ့တို့တော့အမီးအတွက်ရတဲ့မြကျင်းနေပြီးချက်သွင်းငွေ1000ပေးကအိမ်ပြန်လာခဲ့တယ်စီလီကနှစ်လိတ်ကြံသေးရကြောင်းတယောက်တလေကိုချွေတာတော့ရင်ရနိုင်တယ်ကိုစိတ်ပန်းဖြစ်ပြီးအခြားဆိုင်များကိုတောင်းဝင်ရမစင်းစားတော့ပဲပြန်လာခဲ့အတော်အပြင်မှာ10မိနစ်ခန့်ပဲကြာတယ်အောင်ခန့်ခြေတံကြတာကြောင့်ကျော်သိန်းကတကားဖွင့်ပေးပြီးအထုံများကိုလန့်ယူလိုက်တယ်ဆိုင်မှာဆေးလိပ်ဆိုလို့ဘာမှမရခဲ့ဘူးအမီးတော့ကန်ကောင်းလို့ရခဲ့တာဆိုင်ကအဖြစ်ရောင်းနေတာပြုတ်တော်မယ်နဲ့တူပါတယ်ကွာဆေးလိပ်ကတယောက်တလေရှိသေးတာပဲချွေတာပြီးတောက်ကြတာပေါ့ကွာအောင်ခန့်ကအင်ရှိတကားကိုတကားချက်ထိုးလိုက်တယ်အိမ်ပေါ်မှာမီးရောင်တစ်ချောင်းဆင်ထားတယ်မီးလင်းအောင်ကောင်းစွာရရှိနေရကြောင်းကျော်သိန်းအမီးလုံရန်အာလူကျော်များကိုပကံနဲ့ထဲပေါက်နေသည်ကိုအောင်ခန့်အမက်မဲ့လန့်ကြည့်လိုက်မိတယ်ဟာဟဲ့ကောင်ကျော်သိန်းမင်းလည်းတကအာလူကျော်တို့ကိုကြည့်လိုက်အောင်ဟာမိုးရတက်နေပါလားဖေးမုံမူနဲ့စားမိတော့အခက်ပဲနေအောင်ကျန်တဲ့ထုတ်တွေကိုကြည့်လိုက်အောင်မယ်ဟာအကောင်လုံးအမတ်ပုံတွေကကောက်လာတာမှကောင်းအောင်မယ်မှုတက်သူကြီးပဲလာကွာဒီထုတ်တွေကိုယူပြီးတော့ပြန်ပေးမယ်အစားရရင်ပြန်ယူမယ်မရရင်ပတ်စံပြန်တောင်းမယ်အားနာဖို့ကောင်းပါလေကြော်သိန်းရပတ်စံလည်းပြန်မတောင်းတော့ပါဘူးထားလိုက်တော့ပတ်စံမတောင်းချင်တယ်ဆန်ရှင်တိအောင်တော့ပြမယ်ထားပါဒီထုတ်တွေငါကိုင်းမယ်မင်းရှိရတော့အရံမူးနေတဲ့ကြော်သိန်းကရင့်နေတဲ့ဖြစ်အောင်ခန့်လေကြော်သိန်းစိတ်ကြည်နေအောင်အင်ဂျီကဖွင့်ပြီးပြင်ထွက်လာခဲ့ကြတယ်ဟဲ့ကောင်ကြော်သိန်းဟိုဆိုင်ပိတ်သွားပြီမင်းမရှိတော့အဲ့ဒီဆိုင်တော့ကအင်္ဂါဖွင့်တာဖြစ်မှာပေါ့ကွာလာလမ်းအောင်ပြီးပြောမယ်ဟာလမ်းမေးဆိုင်ဆိုတော့လမ်းထဲကလူတွေထွက်ပြီးဖွင့်တာလည်းဖြစ်နိုင်တာပဲမနဲ့သူဆိုင်ဖွင့်မှာပဲတွားပြီးအစားတောင်းမယ်ကွာဟာနည်းနည်းနောက်ကျသွားတယ်ကွာနေအောင်ဆိုင်အခုမှပိတ်တာဖြစ်မှာဆိုင်နားမှာလူရှိရင်ရှိနိုင်တယ်ပေးစမ်းမင်းသမီးကျော်သိန်းကသမီးကိုလမ်းယူလိုက်ပြီးတရက်ပင်နှစ်ပင်ကြားမှာအိမ်မော်ကလမ်းမြင်ရတော့ကွန်းရဆိုင်ကိုမိထုတ်ကြည့်လိုက်တယ်ဟမ်ဟျောင်းဆိုင်ကဘယ်နားမှာလဲလမ်းဟိုဘက်ကခြံထောက်မှာလေလမ်းမေးထောက်မှာလေဟေ့ဘာဆိုင်မှမရှိဘူးအမတ်ပုံလိုပဲမြင်နေရတယ်ဟေ့မင်းမှုနေပြီစိတ်လျှော့လိုက်တော့လာအိမ်ထဲဝင်အောင်ခန့်ကလက်ဆွဲပြီးဝင်ခိုင်းတဲ့အတွက်မချင်မနဲ့နဲ့အိမ်ထဲပြန်ဝင်ခဲ့တယ်ဆိုင်ရှိလို့ဒါငါသားလည်းဝယ်ခဲ့တာပေါ့ကွာ
ဟေ့ဆိုင်တော့မတွေ့ဘူးအမိုက်ပုံမှာတွေ့တယ်မင်းမုံမူနဲ့အမိုက်ပုံကကောက်လာတာလားဟေ့ကောင်ငါမမူးသေးပါဘူးကွာလမ်းလျှောက်တာလည်းခြေလက်မမသေးဘူးစကားပြောရတော့အားလေးရှာလည်းမဖြစ်သေးဘူးမင်းရောမူးနေပြီလားငါလည်းမမူးသေးဘူးမင်းလည်းမမူးငါလည်းမမူးမှာတော့မဟုတ်တိုင်းရှောက်လို့ပါမလားမင်းနဲ့မအဲ့ဒီဆိုင်ရှင်ကိုသူ့ပစ္စည်းရတော့ပြမယ်အခုမင်းချမ်းနဲ့ပလင်းဆက်တော့အောင်မလားအမီးမရှိလဲရေမများရုပ်ပြီးအချိန်ဖြုံးကြတာပေါ့ကွာအဲ့ရှင်တဲ့ချိန်မှာအိပ်မယ်ဒါနဲ့ဒုတိယရက်ပလင်းကိုဖွင့်ပြီးဆက်၍တောက်နေလိုက်တယ်ည7 နာရီခန့်အရောက်အိမ်ရှိလေကမှတကြွကြွမိတဲ့နဲ့ခြေတံခက်ပြင်းပြင်းတက်လာတဲ့အတန်မျိုးကိုကြားလိုက်ရတယ်တစ်ဆက်တည်းမှာအိမ်မော်ခုန်တက်လိုက်တဲ့အတန်နဲ့တို့အိမ်မှာတိတ်ငင်နဲ့လှုပ်သွားကြီးကိုတိလိုက်ရတယ်ဟာအိမ်မော်တေးခုန်တက်တဲ့နဲ့တို့လေအေးကွာဟင်းတွေခိုးစားသွားတဲ့တေးရောက်လာတာဖြစ်မယ်ဟာဟဲ့မိဘူးကနေရောက်သွားပြီအိမ်ထဲမှာဘာမှမရှိလို့ဦးလွင့်ပြစ်တာလားမသိဘူးမိဘူးခမ်းဘက်ကိုကြောပိတ်ထိုင်နေတော့ကြော်သိန်းကအောင်ခန့်ထိုင်အနီးကိုတိုးသွားပြီးမိဘူးဘက်ကိုလှည့်ကြည့်နေလိုက်တယ်ဟာဟဲ့မမေအကောင်ကြီးမိဘူးအခန်းဝါမှာရိတ်ကနေဖြတ်သွားတော့အကောင်ကြီးကိုနှစ်ယောက်လုံးမြင်လိုက်ရတယ်အိုးတန်ခွက်တံများကြားပြီးအောက်တို့ခုံချလိုက်တဲ့အတန်မျိုးပါခြေလောင်စွာကြားလိုက်ရတယ်တညက်နေလုံးမိုးရွာထားတဲ့ပြည့်ခြံထဲမှာရေကတဆောတမိုက်ကတင်နေတာကြောင့်တရေလျှောက်သွားတော့ခြေတံများကိုအတိုင်းသားကြားနေရတယ်ရေထဲလျှောက်သွားတော့ခြေတံကအင်းရှိဘက်သို့ထွက်သွားပြီးအတန်ပြောက်သွားတယ်ကဲတရေတော့လမ်းပေါ်ရောက်သွားပြီအပေါ်ပါသွားပြီးအိတ်ကြမယ်ကွာအေးအိတ်ကြမယ်ပလင်းတွေပကံကြီးကတော့ဒီတိုင်းပဲထားလိုက်တော့မနေ့ကမှတင်းတော့မယ်မရောက်တာမကြခင်မှာပဲအိတ်ရပြင်းပြီးအိတ်ကြတော့တယ်တရားဥစ္စာရှင်တော်ကိုကြောသိန်းအတွက်ထောင်ပေးပြီးသူလည်းချင်းတော်တစ်လုံးထောင်ကအိတ်လိုက်တယ်အိတ်ရတဲ့ဝင်ပြီးအိတ်မပြောသေးတဲ့အချိန်ကွန်းရဆိုင်ကဝဲလာတော့အာလူကျော်အမိတုံများကိုမြင်အောင်ကမျက်လုံးပြုတ်ကျသွားတယ်ဒီလိုမှုတက်တွေကိုလူတော်များများကိုရောင်းမိပြီလားမသိဘူးစားမိကုန်တော့ယောဂမျိုးစုံရကုန်တော့မှာပဲလူကြီးဆိုအကြောင်းမဟုတ်ဘူးကလေးတွေကိုရောင်းလိုက်မှုတက်မှန်မသိပုတ်တို့မှမသိနဲ့ဝယ်ပြီးစားကုန်ကြမှာပဲအိတ်နေရင်ကစိတ်ထဲမကြည်မနှက်ဖြစ်လာတယ်ဒါကြောင့်စက်ရည်မအိပ်ပဲအာလူကျော်တောင်ကြီးပဲကျော်ဇီးတို့များကိုတင်းကျိုးယူပြီးတကားဖွင့်ကအိမ်အောက်ကိုဆင်းလာခဲ့တယ်ထူးထူးခြားခြားညနေတစ်ခေါက်မှာအရာအလုံးလင်းထိန်နေတယ်သူ့လက်ထဲမှာတမီးမပါတော့လဲခလန်းလန်းစီကိုမြင်နေရတယ်အိမ်မောကဆင်းကလေးကတေကြီးမေကြီးရွာနေတော့မိုးကတိတ်သွားတယ်လမ်းမပေါ်ကိုရောက်လာခဲ့တယ်ခေါင်းရင်းပဲလမ်းကျော်ကကုန်းရဆိုင်စီကိုလမ်းလျှောက်လာခဲ့တယ်ဟမ်ကုန်းရဆိုင်မရှိတော့အမိုက်ပုံတပုံမှလားငါစီကိုလာတာလားရုပ်တည်းအမိုက်ပုံမှာရောင်ဝင်အိုးခန့်အမွေးအမြင်မဲမဲနဲ့အကောင်ကြီးတစ်ကောင်ထိုင်လျက်တွေ့လိုက်ရတယ်သူ့လက်ကြီးများကိုစန့်နေပြီးအောင်ခန့်ကိုစကားလန့်ပြောတယ်မင်းလက်ထဲကအထုပ်တွေကိုလာပြန်ပေးတာလားငါဒီအမိုက်ပုံကကောက်ပေးလိုက်တာမလို့ချင်းထားခဲ့လေအောင်ခန့်လေတစီကောင်ကြီးကိုမြင်ပြီးကြက်တီသေးနေတယ်ရှစ်လည်းမတိုးနိုင်နောက်ကျောင်းလည်းပြန်မလဲနိုင်နဲ့ခြေလက်များလှုပ်ရမရပြီဖြစ်နေတယ်မင်းကြောက်နေပြီမဟုတ်လားမင်းလက်ထဲကအထုပ်တွေကိုအမိုက်ပုံမှာပြစ်ထားခဲ့လေလာပါမကြောက်ပါနဲ့လာပါကွာထိုအခါမှာအောင်ကအတိဝင်လာပြီးလက်ထဲကအထုပ်များကိုအမိုက်ပုံကိုလှမ်းပစ်လိုက်တယ်လက်များလှုပ်ရှားရင်မရသဖြင့်အထုပ်များကိုပြစ်ချပြီးနောက်ကျောင်းလှည့်ရန်ပြင်လိုက်စဉ်ငါ့ကိုကုညီလို့ရကုညီပါကွာငါအကူညီလို့နေလို့ပါကုညီပါအောင်ခန့်နဲ့ခြေလက်များလှုပ်ရှားရတာနဲ့နောက်ဘက်လှည့်ပြီးအိမ်ကိုခြေကုံတုတ်လာခဲ့တယ်တစီကြီးပြောလိုက်တော့စကားတံများကတူနာထဲမှာအတိုင်းသားကြားနေရတယ်ခြံထဲလန့်ဝင်ပြီးအိမ်မော်တက်လိုက်တဲ့နဲ့ပေါ်ဝင်းကြီးတစ်ခုလောက်နေအလင်းရောင်ကဲတော့လင်းထိန်နေရကနေပုံမှန်ညနေတစ်ခေါက်အကြောင်းတော့ချက်ချင်းပြောင်းနေသွားတယ်အမောင်တို့ကိုကြောက်လန့်ပြီးအောင်ခန့်တကားအမြန်ပိတ်ကအိပ်ရတယ်ပြေးဝင်လာခဲ့တယ်ဟဲ့အောင်ခန့်ဘာဖြစ်နေရလဲမင်းဘလူးစီးနေရလားကျော်သိန်းကကျမ်းမြင့်ကိုပုတ်ခတ်ပြီးနှုတ်နေတဲ့ပြည့်အောင်ခန့်အိပ်ပျော်ကနေနိုးလာတယ်ဘာဖြစ်နေရလဲညီးတန်လို့လှလှရှားရုံးကန်နေလို့ကျမ်းမြင့်ကိုပုတ်ပြီးနှိုးလိုက်တာငါအိမ်မက်နေတာငါအကျော်တို့တွေကိုယူပြီးကိုရဆိုင်ကိုပြန်တော့ပို့နေတာဆိုင်မတွေ့ပဲအမိုက်ပုံကြီးပဲတွေ့တယ်အမိုက်ပုံမှာတရေကြီးကောင်နဲ့တို့ပြီးငါ့ကိုတရေကြီးကမချောင်းလန့်ပဲစကားတွေပြောနေတာအ
အကျော်တို့တွေကိုအမိုက်ပေါ်မှာပြစ်ခိုင်းတာနဲ့ပြစ်ချပြီးပြန်အလက်လာမှာငါ့ကိုကူညီပါပြောရင်အမိုက်ပေါ်မှာတရေကြီးကျန်းနေခဲ့တာငါလည်းကြောက်နဲ့အိမ်မော်ပြန်တက်လာခဲ့တာမသိပါဘူးကွာမင်းကိုတရေစီနေရလားလို့မင်းစိတ်ဆွဲပြီးအိတ်လို့တရေချောင်းမှတ်တာပဲအိပ်ပြောင်းအိတ်ကွာအကျော်ကိစ္စမနဲ့ဆိုင်ဖွင့်မှာတွားရှင်းကြမယ်ဒါနဲ့မကြခင်မှာနှစ်ယောက်လုံးပြန်အိပ်ပြောသွားကြတယ်ဟာဘယ်လိုလဲနှစ်ယောက်သားအိပ်ရာကနိုးတော့မနဲ့၈နာရီချောနေပြီမျက်နှာတစ်ပြီးလက်ဖေးစံထွက်ပြီးဆိုကအာလူကျော်အထုံများပါတခါတည်းကုန်းရဆိုင်မှာဝင်ပြပြီးဆုံးဖြတ်ပြီးယူလာခဲ့ကြတယ်လမ်းမော်ရောက်တော့သူတို့မြင်လိုက်ရတာကကုန်းရဆိုင်နေရာမှာအမိုက်ပုံဝင်တာတွေ့လိုက်ရတယ်ကျော်သိန်းပါဇက်ကမင်းညကဝယ်ခဲ့တဲ့ဆိုင်ကတကယ်ပဲအမိုက်ပုံကြီးဖြစ်နေပါလားဒါဆိုတရေဖန်ဆင်းပြီးဈေးရောက်လိုက်တာဖြစ်မယ်ငါတို့ဈေးထုတ်မပြောတဲ့အချိန်မှာတစီတကောင်ငါတို့အိမ်ပေါ်မှာရှိနေလောက်တယ်တို့စစ်လိတ်နဲ့အမီးဝယ်မယ်ကြားတာနဲ့ဈေးဆိုင်ဖန်ဆင်းပြီးလမ်းထဲကလာပစ်ကြတဲ့ရက်လွန်အပုပ်တိုးတွေကိုရောင်းလိုက်တာဖြစ်မယ်အေးဖြစ်နိုင်တယ်ငါညကပေးလိုက်တဲ့ပတ်စံအမတ်ပုံမှာရှိနေလောက်သေးတယ်တော့ကြည့်မယ်ညကမဲအိမ်မကလည်းထူးဆန်းတယ်အမတ်ပုံကိုရောက်သွားပြီးတရေနဲ့တွေးလိုက်ကြလဲတော်တော်ထူးဆန်းနေတယ်ကျော်သိန်းနဲ့အောင်ခန့်တို့နှစ်ပေခန့်အမြင့်ရှိအမတ်ပုံမှာပတ်စံတစ်ထောင်တွေးလို့တွေးညာရှားနေကြတယ်ဟေးတငယ်တွေဘာပြောက်လို့လဲပတ်စံတစ်ထောင်နဲ့တရေရှိမလားလို့ရှားနေတာပါအဖပတ်စံတော့ရှိမလားကွာပတ်စံဆိုပလန်းခွန်နဲ့ရှားနေတဲ့ကလေးရသွားရောပေါ့ညကဒီအမိုက်ပုံမရှိဘူးခွန်းရဆိုင်ဖြစ်နေလို့တထောင်နဲ့ပြီးဝဲလိုက်မိတာဝဲတဲ့မုတ်တွေကမှုတက်တည်ကြီးပဲအဖဒီမနေ့အဲ့ဒီအထုပ်တွေကိုလဲမယ်ဆိုပြီးလာတာဆိုင်ကမရှိဘူးအမိုက်ပုံဖြစ်နေတယ်မင်းတို့မကြီးတည်းနဲ့ဆုံးလိုက်တာဖြစ်မယ်မင်းတို့မကြီးကြောင်မသိသေးဘူးလားမသိဘူးအဖကျွန်တော်တို့ကမနေ့ကမှဟိုအိမ်ကိုပြောင်းလာကြတာအဲ့ဒီအိမ်ကိုပြောင်းလာတော့ဘာထူးခြားသေးတော့ဟာအိမ်ပြောင်းပြီးတဲ့တငယ်ချင်းတွေကိုတွေ့မဲ့ဝတ်သားဟင်းတွေစက်သားဟင်းတွေတငယ်ချင်းတွေကမစားတော့တယ်တော်တော်များများကျန်းနေတာညစာစားမလို့တော့ဖွင့်တော့ဟင်းနေမျိုးတော့တစ်ဖက်မှမရှိတော့နောက်ပြီးည7 နာရီတော့အိမ်မော်တက်ပြီးအိုးဒီခွက်တွေကိုရှော့ပြနေတာသူစိတ်ကြိုက်လုတ်ပြီးအိမ်မော်ကဆင်းသွားတာပဲအေးငါတို့တော့ငှားနေတဲ့အိမ်ကိုအစောဆုံးငှားနေကြတာမကြီးတို့မိသားစုပဲမကြီးကဒီချန်တော့မှကိုယ်ဆိုင်နဲ့ဖွင့်ပြီးရောင်းနေတာလွန်ခဲ့တဲ့9 လလောက်က39ကားကြီးကမှရံပွဲဖြစ်တယ်ကိုယ်ရပစ္စည်းကိုဝေးပြန်လာတဲ့မက်ကြီးကကားကြီးမှဆင်းပြီးအိမ်တက်မပြန်မယ်ရံပွဲကိုတွားဆက်စုနေတာဓာတ်ကရန်ကားနေတဲ့အကောင်ကဓာတ်နဲ့မြင်မြင်တမျှကိုထိုးရင်ထွက်ပြေးတာမက်ကြီးကပါတစ်ချက်ဓာတ်နဲ့တွတ်သွားတယ်ချက်ကောင်းထိုးမိသွားတော့အဲ့ဒီဓာတ်ရနဲ့ပဲတေးသွားတယ်သူတေးသွားတော့ကိုယ်ရဆိုင်ကလည်းပြက်စီးပြီးအမိုက်ပုံဖြစ်သွားတာပဲဒီနေရာကအဲ့ဒီချင်းကလေးကအမိုက်ပုံဖြစ်နေတာအစိမ့်တီဆိုတော့ဒီနေရာမှာလဲ6တယ်အိမ်မှာလဲ6တာပဲ2 လ 3 လလောက်ဒီဆက်နေပြီသူ့မိသားစုတွေတရေတံမခံနိုင်လို့အင်ကိုအပ်ပြီးလိုင်းသားကိုပြောင်းသွားတယ်လို့ကြားတာပဲအဲ့ဒီလူတွေဆင်းသွားတော့ကျွန်တော်တို့ကိုဆက်ပြီးငှားတာပေါ့ဟုတ်လားမဟုတ်သေးဘူးငါတို့တို့နဲ့အဲ့ဒီမှတ်ကြီးတို့ကြားမှာတူပြောင်းလာကြသေးတယ်တလားလောက်ပဲနေပြီတရေ6တယ်ဆိုပြီးပြောင်းသွားကြတယ်လို့ဦးလေးလည်းကြားတာပဲဒါနဲ့ဦးလေးကဘယ်မှာနေတာလဲမင်းတို့ကိုနောက်ကျော်ပေးထားတဲ့အိမ်ကဦးလေးတို့အိမ်ပဲဦးလေးကမနှက်ဆိုလမ်းလျှောက်နေကြဒီနေ့မိုးမရွာသားနဲ့လမ်းလျှောက်ပြီးပြန်လာတာညကဒီအမိုက်ပုံမှာတရေကြီးနဲ့ဆုံးလိုက်တယ်တရေကြီးကကျွန်တော်ကိုမချောက်ပဲအကူညီပေးပါလို့ပြောနေတာငါ့ကိုကူညီလို့ရရင်ကူညီပါလို့ခဏခဏပြောနေတာငါတို့တရေနဲ့တွေ့တာမကြောက်ဘူးလားတကယ်တွေ့ရင်တော့ကြောက်တာပေါ့ညကတီတီချာတွေ့တာကကုန်းရဆိုင်ပေါ်မှာဈေးရောက်နေတာည7 နာရီခွဲလောက်ပဲရှိသေးတယ်အဲ့ဒါတော့လူအတိုင်းတွေ့တာဒီရဲကတော့အိမ်မက်ထဲမှာပဲစုံလိုက်တာအိမ်မက်ထဲမှာကုန်းရဆိုင်မဟုတ်တော့ပဲအခုမြင်တဲ့အမိုက်ပုံမှာမြင်နေရတာအမိုက်ပုံမှာဒီရဲကြီးကထိုင်းနေတာငါ့ကိုကူညီလို့ရရင်ကူညီပါလို့လည်းပြောနေသေးတယ်ဘယ်လိုကူညီရမလဲရောမမေးလိုက်ဘူးလားကျွန်တော်လည်းကြောက်တာနဲ့မမေးလိုက်မိဘူးနောက်ကျောင်းပြန်လှည့်ပြီးပြေးလာခဲ့တာအခုညီပေးပါလို့ပြောတဲ့အတန်ကတော့အိမ်ထဲရောက်တဲ့ဒီကိုကြားနေရတော့ဦးလေးအထင်ငါတို့ကိုမချောင်းမလန့်ပဲအကူညီတောင်းနေဆိုတော့တရေဘဝကကျွတ်ချင်လို့ချင်တော့အလူအတန်လုံးစီချင်တာလားမသိဘူးအလူလုတ်ပြီလို့သူတို့ကိုအမျှပေးဝင်နိုင်ရင်သူတို့ကလည်းလိုလိုချင်းချင်းတာတုခေါ်မှာပဲတရေဘဝကလည်းကျွတ်သွားနိုင်တာပေါ့ဦးလေးစန္ဒာကတော့မင်းတို့လည်းအိမ်ပြောင်းလာတာပဲအိမ်မှန်ဖြစ်ဖြစ်အိမ်ငှပဲဖြစ်ဖြစ်အိမ်တက်အလူလေးတက်နိုင်တယ်လို့လုပ်လိုက်ပါလားကားကိန်းနာမှာ
ုန်းကြီးเจ้าတွေလည်းရှိတယ်သုံးပါဖြစ်ဖြစ်ငါးပါဖြစ်ဖြစ်ပင့်ပြီးအိမ်တက်မင်္ဂလာအလူလေးလုပ်ရင်အမြပေးဝေလိုက်ပါလားကျွန်တော်အမေတို့နဲ့တိုင်မလိုက်မယ်အဖအမြန်ဆုံးအလူလေးလုပ်ပြီးလိုက်ပါမယ်အေးအဲ့ဒီလိုလုပ်ပြီးလိုက်တော့ကိုယ့်အိမ်မှာနေရထိုင်ရတာစိတ်တန့်သွားတာပေါ့မကျွတ်မလွတ်သေးတဲ့တစေဝိညာဉ်တွေရှိနေကျွတ်လွတ်သွားတာပေါ့ဦးလေးကြီးလည်းစကားဆော့ဖြတ်ပြီးလမ်းထဲဝင်သွားတယ်ကျော်သိန်းနဲ့အောင်ခန့်တို့လည်းပတ်စံပြောက်ကိုရှားမနေတော့ပဲလက်ဖေးဆိုင်ရှိရကိုထွက်သွားခဲ့ကြတယ်လက်ဖေးဆိုင်မှာပတ်စံရှိပြီတကုံတောင်106နဲ့တကုံအရှိပိုင်း133ရက်ွက်ကိုပြည့်ဆွဲနေတော့80ခွန်လိုင်းကပေါ်တက်ကအောင်ခန့်မိဘများရှိရတော့ထွက်လာခဲ့ကြတယ်အောင်ခန့်လည်းသူတို့ပြောင်းရွှေ့နေထိုင်တဲ့အိမ်မှာမကျွတ်မလွတ်သေးတဲ့တရေမှတ်ကြီးအကြောင်းပြောပြလိုက်တယ်အောင်ခန့်ရဲ့မိဘများလည်းနားလေသဘောပေါက်ပြီးတကုံတောင်တို့လိုက်လာကြပြီးအလူလို့ရစီစဉ်လိုက်တော့တယ်ဘုံကြီး၅ပါးပြင်ပြီးအနီးနားအိမ်ချို့ကိုဖိတ်ကာအိမ်တက်မင်္ဂလာအလူနဲ့အတူမကျွတ်မလွတ်သေးတော့တစီမကြီးအပါဝင်ဝင်းနေအပေါင်းတို့အမြပေးဝေပြီးတာတုခေါ်စေလိုက်တယ်ထိုကဲ့သို့အလူလုတ်ပြီးမှကြီးကိုပင့်ဖိတ်ကတရားနာစေခဲ့တဲ့ဖြင့်တရားနာပြီးတာတုခေါ်ဆိုနိုင်ကကျွတ်တန်းဝင်သွားကြလားမသိအလူလုတ်ပြီးနောက်ပိုင်းချွတ်အတတ်မင်းမကြားရလေတော့